lì chạy luôn lộ lù nhiều à chạy luôn lộ đi lù quế đi à rồi sao mà gì bu bê gì lúc này sòng lại không nèจะมาจะแพ็กกูจะอ้าหน่อยเนาะจะแพ็กกูอ้าหน่อยใกล้กันชิ้นเดียวจะอ้าหน่อยจะมาเลยจะมาเป็นชิ้นลมชิ้นเล็กๆสานเนี่ยชิ้นละเนาะได้ไหมအခုကတအားရုပ်မှာရိုင်းဆိုင်တဲ့ stage ကအရင်ကြော်သွားပြီသိရမလားထားပါတော့တစ်ဖက်လူကိုဆွဲတယ်အောက်ဆွဲမရီနော်မလီတစ်ဖက်ကန်းကကောက်မနော်နင့်နာမည်ငါမတက်ဘူးပါဇက်ကယွန်လို့တစ်ဖက်ကန်းကကောက်မဟိုကီပေါ့လို့သိရမလားအရန်ဝင်းရန်ဆိုနေတဲ့ကောက်မဟမ်နောက်ပြီးတော့ဟိုပါလေဟိုနောက်ထပ်ဒရိုက်တာရဲ့မိန်းမနောက်တစ်ယောက်တစ်ဖက်ကန်းကောက်မဆိုဒရိုက်တာမိန်းမပဲနော်နင်တို့ကောင်မ3ယောက်ဒီမှာထိုင်နားထောင်ဘာအောက်လန်းဟာလားငါရဲ့အောက်လန်းစွမ်းမတော့လေအဲ့တစ်ဖက်ကန်းကကောင်မနင်သိနေရကြားလာပြီနင်မဲအောက်လန်းမျိုးစုံနဲ့လောက်တာနော်နင်မဲအောက်လန်းမျိုးစုံနဲ့လောက်တာငါလေနင်တို့အတိုင်းဝိုင်းနဲ့ဒီအမှုညာအတိုင်းဝိုင်းနဲ့ငါအပေါင်းတင်မပေါင်းနဲ့ဆိုတာငါဒီလူနဲ့ကြိုက်မှာနင်တို့အတိုင်းဝိုင်းရဲ့ကိစ္စဝိစ္စအားလုံးကြီးနင်တို့ရဲ့အတွင်းစိတ်တွေကိုသိလို့ငါဝေးမှနေတာနင်တို့ငါ့ကိုဘယ်ကျေနပ်မလဲနင်တို့လူလေကြဖြန်ကြနေရအားလုံးကြီးအကုန်လုံးငါရဲ့မျက်စိနဲ့ငါဒီလူကိုတတိပေးတယ်ပြောတယ်နင်တို့ငါ့ကိုဘယ်လိုမလဲငါအဲ့လူရဲ့ရှေ့ကတတိုင်းတစ်ခုလို့ငါကာခဲ့တာလေအဲ့လူကိုဖြတ်စားလက်စားလောက်တာအဲ့လူကိုထိုးချတယ်နှက်ချတယ်အကုန်လုံးငါကပြောခဲ့တာလေဒီလူဘာလို့ငါနဲ့4နှစ်တွဲလဲအဖေကရှင်းလေးသိလားဒီလူဘာလို့ငါနဲ့4နှစ်တွဲလဲအဲ့လူကငါရဲ့စိတ်ရင်းစိတ်ခံအတိဆုံးနင်တို့တွေမသိရဲ့အကြောင်းအရာငါတို့2ယောက်ကြားမှာအများကြီးရှိတယ်နင်တို့ပြောချင်တိုင်းပြောလို့မရဘူးအခုကေပေါ့လိုဘာလိုဆိုနေတဲ့သိရမလားဟိုစောက်ယူမဘာနင် post တင်တယ်နင်အကိုငါတတိရှိလို့ကိုနင်အကိုဆိုတဲ့လူကို mention ခေါ်ပြီးငါရှင်းလိုက်တာလေအခုနင်ကိုဖုန်းဆက်နေပြီငါတအားနာငါတို့တရင်တနာတယ်သူ့ရဲ့မင်္ဂလာဥကာလာပါငါတကယ်မလုပ်ချင်ဘူးဒါပေမဲ့ငါရဲ့ဂုံတိတ်ခါရှိလို့ငါရှင်းရတာငါပြောပါတာဟမ်ပြောပါဦးမယ်ငါနဲ့အဲ့လူနဲ့ကြိုက်နေတဲ့ကာလတစ်နှစ်ကျော်ကာလမှာသူ့အကောင့်တစ်ဖွင့်နေအခုသူသုံးနေအကောင့်တစ်ဖွင့်နေချိန်မှာနင်ညအချိန်မတော်ဟမ်နင်စာပို့ရလေဖုန်းနေဆက်တယ်လေကိုရီးယားကနေငါတိလို့ငါ unfriend လုပ်တယ်နင်ဘာလုပ်လဲဖုန်းထပ်ခေါ်ပြီးတော့ကိုကြီးတမီးရောလေဘာလို့ unfriend လုပ်တာလဲကိုကြီးတမီးရလေကောင်းမငါမသိဘူးထင်နေလားငါဖော်ရပုံပေါ်မှာနော်ငါငြိမ်ပြီးနေအကောင်းအောင်မှတ်နေတယ်ငါတစ်ဖက် main ကလေးကိုလည်းအားနာလို့ထားပါတော့ငါကိစ္စရငါပြောမှာမဟုတ်အခုငါ့ကိုဒဲလာတိုက်တဲ့ကောင်မ3ကောင်ညင်တို့စိမှငါမကြောက်ဘူးညင်တို့နဲ့တန်းစားမတူလို့ညင်တို့ငါပြန်မပြောနေရပဲရှိတစ်ဖက်ကကောင်မနားထောင်တာနော်တေချာနားထောင်တာငါဒီမင်္ဂလာပွဲကိုဖျက်ချင်တဲ့စိတ်ရှိမှတော့ငါဆော့ပြီးလုပ်ခဲ့တာကြာပြီနင်တို့ထထောင်ငါဒီလူကိုကောင်းစေချင်သေးတယ်ကောင်းရမွေငါထက်ဟုတ်တယ်ငါမကောင်းဘူးနင်တို့လည်းငါကောင်းမှလို့ငါပန်းလို့မသွေးဘူးငါမကောင်းဘူးငါတို့ကမကောင်းမင်းနိုင်တော့ဘူးငါကောင်းပြီးတဲ့4နှစ်ပြီးသွားပြီနင်တို့ချက်ချတဲ့ကြေမဟုတ်ဘူးငါဒီလူပေါ်လုံလိုက်ရလို့ငါကရက်ခွက်တီးဖြစ်နေတာငါအဆုံးထိပဲငါကောင်းသွားတယ်အဲ့လူပေါ်နင်တို့မိန်းကလေးတက်ပဲငါဝိုင်းတိုက်ခိုက်တယ်နော်တစ်ဖက်ကကောင်မနင်တေချာနားထောင်နင်ငါကိုနမေနဲ့တက်ပြီးတော့ပြောထားတာအကောင်ငါမှာ record ရှိတယ်နင်ကငါ66ဂါကြီးနဲ့ထည့်လို့ရတယ်သိလားငါဘာလို့မလုပ်တာလဲ
နင့်ယောက်ျားငါခင်ခဲ့ရတဲ့ရောက်လူမလို့ငါခင်ခဲ့ရတဲ့ငါရဲ့နုပညာလမ်းကြောင်းအစမှာရှိခဲ့ရတဲ့ငါခင်ရလူလို့ငါနင့်ကိုမလုပ်တာပြီးတော့နင့်သားလေးနော်နင့်သားလေးဒီငယ်ငယ်ကလေးရှိသေးတယ်နင့်ကငါလုတ်ချင်ဟိုတစ်ခါတည်းငါလုတ်လို့ရတယ်သိလားနော်နင့်ကငါမလုတ်ခဲ့ဘူးဘာလို့မလုတ်ခဲ့ရလဲဆိုတော့ငါကိုချင်းစာလို့ငါမလုတ်တာငါအဲ့ကလေးကငါလက်ပေါ်မှာလေကြီးလာတဲ့ကလေးမလို့အဲ့လက်ကလေးကိုငါချီပိုးလာမှာအော်အဲ့ကလေးလေးမျက်နှာကိုကြည့်ပြီးတော့ငါမလုတ်တာနင့်လိုမျိုးလေဒီအမှုပညာလောကထဲမှာရှိနေတဲ့လူအလုံးနဲ့ပတ်ကိုက်ပတ်ရန်ဖြစ်နေတဲ့လူနင့်ကငါအခုပြောရငါပတ်စံငါတနာသိလားနင့်တို့တစ်ဖက်တန်းကောင်းသွားငါဘာကိစ္စပြောရမှာအခုနင်ပြောနေဟာရတမတရားကိုစိတ်လွတ်ပေါင်လို့ဖြစ်နေလို့နင့်ငါပြောတာနင်ငါ့ကိုကိုက်နေပဲငါမြင်သားပဲနင့်ငါဘာပြောလို့ဟဲ့ရှင်းလေးနင်တို့အခုပေါင်းပြီးကိုက်နေလို့နင်တို့ငါတယောက်တည်းပြန်ဖြဲတာသိလားနင့်လိုမျိုးလေဟဲ့ကြောက်သွေးပါဘာနေရဖောက်လို့နင်ဘာကောင်းမှလဲငါ့ဘာကောင်းမှနေထေးနေလို့လဲဟမ်နင်တို့ပြောနေနင်တို့ဂိုင်းချက်ကိုတော့မကြောက်လို့ငါတက်ဖြဲနေရလေစောက်ယူမှထင်နေရလားစောက်ယူမှထင်နေရလားငါ့ဟမ်အခုနော်ငါအခုပြောနေတဲ့အကြောင်းကြီးနင်တို့မိန်းကလေးတမန်ငါ့ကိုတိုက်ခိုက်နေလို့ငါပြောနေတာနင်တို့မှန်တယ်ဆိုတဲ့အကြောင်းတွားပြောလေနင်တို့ဂိုင်းချုပ်တို့တွားပြောလေသူသိတယ်အမှန်တရားအလုံးသူသိတယ်သူဘာလို့မပြောနေရလဲငါဘာလို့ခုနအဲ့ဟိုကေပေါ့လို့ဘာလို့စောက်ယူမှတင်နေတဲ့ပို့ဆိုဘာလို့နင်တို့ဂိုင်းချုပ်ငါမန်းရှင်းခေါ်ပြီးရှင်းသားဆိုငါရှင်းခိုင်းနေရလဲအဲ့လူအမှန်တရားအလုံးသိတယ်သိလားနင်တို့မိန်းမတွေဖြစ်ပြီးတော့ဟဲ့အတန်းစားစိတ်တက်နေပြောတာငါဘယ်တော့မှအဲ့လိုမိန်းမတယောက်ကိုငါမတီးမနဲ့ငါမတိုက်ခိုက်ဘူးအเจ้าတိမနဲ့ငါမပြောဘူးနင်တို့ငါ့ကိုမျက်မုံးကျိုးနေအကြောင်းလဲငါသိရလေနင်တို့ဘေးနားမှာရှိနေတဲ့လူတွေမျက်မုံးကျိုးနေအကြောင်းရင်ငါသိတယ်ဖြစ်မှာပေါ့နင်တို့လုံနေမဟုတ်တဲ့ကိစ္စတွေငါအရှိကနေထားပါတော့ငါလက်တွဲပေါ်တောက်တယ်ငါပြောပြခဲ့တယ်လေနင်တို့မုန်းတယ်လေငါ့ကိုငါဆက်ချင်မရဘူးငါသူများကိုရှေ့ကိုဓာတ်နဲ့ထိုးတော့ငါဒဲ့ထိုးမှာငါနောက်ကျော့ဘယ်မှမထိုးငါအဲ့လိုမိမမျိုးနင်တို့မှတ်ထားနင်တို့မှတ်ထားနော်နင်တို့ပြောနေအောက်လန်းကောင်းတယ်ငါအောက်လန်းကောင်းတယ်ငါအောက်လန်းကောင်းမှာတော့ငါအထက်လန်းနေကောင်းမှာငါဒီလိုနေရာမှာတော့ငါအဖြစ်နေငါရွှေတောင်ကြားမှာတိုက်ဆယ်လုံးနဲ့ငါနေပြီနင်တို့လည်းစောက်တက်တောင်ရှိပါမဟုတ်ဘူးဘာအောက်လန်းကောင်းတာမင်းကလေးတန်မယ်ဟိုပါဇက်ကိုစီးကမ်းမရှိပြောတာနင်တို့အားတရားလွန်လားနော်ဘာကိုကြီးကမှန်တာလဲဘာကိုကြီးကလဲနင်တို့ကိုကြီးတို့မေးကြည့်လေငါ့ကိုဘာလုပ်ခဲ့လဲငါတခုမှမပြောဘူးအခုကိစ္စလေရှင်းလေးငါ့ကို black page တွေနဲ့တိုက်ခိုက်တယ်ငါနေနေနင်သူ့ဟာသူမင်္ဂလာပဲဗနက်ပွဲဆောင်တော့ဘာပဲလုပ်လို့ငါတော့မလို့ခြင်းလို့ငါတော့မဖြစ်မလို့ခြင်းဆိုငါစိတ်နဲ့ငါမဖြစ်ငါထားခဲ့တာသိလားအဲ့လူငါတယောက်နေရှိလို့လေငါတို့ဘာမှမလုပ်ချက်တာငါအတွက်မိသားစုဝင်လို့ဖြစ်ခဲ့တယ်လူနင်တို့ထက်တော့ငါပို့ပြီးကောင်းစေခြင်းသေးတယ်နင်တို့ခုပြောနေရဆိုတာထက်နင်တို့ထက်တာငါရဲ့ career တစ်ခုလုံးနဲ့ရင်းရတယ်လူအားလုံးမေးငါဘာလို့ဒီလုံးမလုပ်တာလဲအဲ့ကာယကရှင်အတီးဆုံး तू ဒီလုံးမလုပ်တဲ့အချိန်မှာအေးနင်ရောမလုပ်ဘူးလားငါလည်းမလုပ်ဘူးနင်မလုပ်ငါလည်းမလုပ်ဘူးတူတက်ရင်တော့ငါရောနင်ရောညောင်းတက်ငါအဲ့လိုမိမမျိုးသူ့ရဲ့0နဲ့မှငါရှိခဲ့တဲ့နေမှာသိလားနင်တို့ထပ်တာငါအဲ့လိုပိုကောင်းစေချင်သေးတယ်နင်တို့အားတရားလို့နဲ့နင်တို့ပြောနေတဲ့ဟာတွေအကုန်လုံးကတပတ်မင်းကလေးကိုနင်တို့ဝိုင်းဖိတာနင်တို့ဖော်လန်ဖားနဲ့သွားမလုံးနဲ့နင်တို့ပြောနေနင်တို့ကိုနင်တို့ခါယူဆိုတဲ့ဟာကြီးကနင်တို့ထက်ငါနဲ့အနီးကနေခဲ့တဲ့လူငါရဲ့စိတ်ဓာတ်ငါရဲ့စိတ်ရင်းစိတ်ခံပဲနင်တို့လိုမျိုးငါအဲ့လိုစက်တင်တဲ့စိတ်မရှိဘူးမိမရဲ့စက်တင်တဲ့စိတ်မရှိဘူးသူများဖြစ်နေတဲ့အချိန်မှာဝိုင်းကိုထိုးမဲ့စိတ်ဓာတ်မျိုးမရှိဘူးငါမှာငါအပေါက်ဆိုးတယ်မှန်တယ်ငါဘသူ့မှာကပ်ဖားရဖားမလုပ်ဘူးငါလည်းငါလျှောက်တာဘသူဖောက်ခွက်မှလည်းငါမချိနိုင်ဘူးငါထမင်းတစ်လုံးကြောင်နဲ့နော်
ငါကနင်တို့လိုမျိုးကဖားရဖားလုပ်ပြီးတော့ခွက်ပြောက်မှကြောက်တဲ့ကောင်ကနင်တို့ဂိုင်းချုပ်ကိုငါအခုတော့ငါပြောနေမှာငါပြောနေမှာမဟုတ်ဟုတ်ကဲ့ဆိုငါငင်းခန့်နေမှာငါတိတ်ခါရှိတယ်ငါထမင်းငါရှာစားနေဒီလုံးတော့လေငါရှာစားလို့ရဒီအများကြီးရှိတယ်ဟာနင်တို့မိန်းမတွေမရှက်ကြဘူးလားမရှက်ကြဘူးလားနင်တို့အဲ့လိုမျိုးကြီးလိုက်ပြောတယ်နင်တို့ကောင်းမသုံးကောင်ငါကိုအကုန်လုံးငါမသိဘူးမထင်နဲ့ငါ့ကို screenshot ပို့ပြီးနင်တို့စောက်ကြောင်ပြောရလူကအများကြီးပဲဒါပေမဲ့ငါနင်တို့ဘာမှမပြောဘူးငါ live မှာပွဲရှာစောင်းရင်းပြနေတယ်မှာပါတယ်ငါကဲပြီးငါအေးစေးတယ်ငါဒီလူနဲ့ပြီးသွားတဲ့အချိန်မှာငါအေးစေးကောင်းကိုနေတယ်နင်တို့လောကနေတာအဝေးဆုံးကငါနေတယ်နင်တို့ကြောက်လွန်းလို့နင်တို့လောကကြောက်လွန်းလို့အခုလေပွဲကပြီးနေပြီနော်နင်တို့ချစ်တယ်ဆိုတော့နင်တို့ကိုကြီးအခုပြဿနာရှုပ်နေပြီနင်တို့စွာနင်တို့ကကာယကံရှင်တဲ့ပို့သိလားငါတို့နှစ်ယောက်အကြောင်းနင်တို့ကာယကံရှင်တဲ့ပို့သိလားနင်တို့မသိဘူးမသိမှနဲ့နင်တို့အာတိမရအောင်နဲ့အာတိမရအောင်အာမချောက်နဲ့ဘာငါဖုန်းငါဒီမှာဟိုပြည့်လို့ငါဖုန်းကဒီမှာ screenshot ပါပါလို့ငါပြန်မပြောဘူးဆိုတိုင်းနင်တို့ငိမ့်ခံနေရမဟုတ်ဘူးငါသူများနဲ့အဲ့လိုဖတ်ပြောရမှာငါအယမ်းမုန်းတယ်လာနင်တို့တယောက်ချင်းလာခဲ့ပါရိုက်မယ်ဆိုတော့ငါရိုက်လိုက်မှာငါစကားနဲ့ပြောရလူမငါလက်တွေ့လုပ်တဲ့လူနင်တို့အရင်တရားလို့နဲ့တစ်ဖက်ကိုလည်းအားနာငါတော့အားလာလို့ငါညိမ့်ပြီအခုငါစီကိုလည်းလှမ်းပြောတယ်ဘလို့ဖြစ်နေပြီငါတော့အကောင်းဆုံးဘလို့ပြန်ပြီးတော့ဒါကြီးကိုလောက်ရမလဲငါစဉ်းစားနေတာနင်တို့ဟဲ့မဟုတ်ကတည်မျိုးစုံနဲ့နောက်ဆုံးစင်နှမ်းမရှိဘူးအောက်လန်းနေတယ်အောက်လန်းငါအောက်လန်းကောင်းနင်တို့အဲ့လိုစောင့်တက်မြင်နင်တို့လက်ကြိုးရင်ကြိုးမကြိုးသိနေလောက်ပြီအုံနောက်လေးစဉ်းစားပါဦးနင်တို့အုံနောက်ဘာလုပ်ဖို့တော့ဟမ်နင်တို့အုံနောက်မရှိဘူးလားမရှိရင်တွားချီးဦးဆိုင်မှာတွားဝယ်ပြီးတော့နင်တို့ခေါင်းနဲ့အုံနောက်ထည့်ထားစကားဆိုလည်းလွတ်စပယ်မပြောရဘူးနင်တို့ဒီအတိုင်းဝိုင်းထဲမှာနေနေရလေအဆင့်နဲ့လည်းနင်တို့မရှိဘူးတကယ်အဆင့်နဲ့မရှိရနင်တို့ပြောနေတဲ့စကားတွေကနင်တို့ပြောနေတဲ့ဟာတွေအားလုံးမှန်နေရဆိုရင်နင်တို့ဂိုင်းကျုပ်ကိုခေါ်ပြီးရှင်းခိုင်းငါမကောင်းတဲ့ကောင်မဆိုခေါ်ပြီးရှင်းခိုင်းဟုတ်လားနင်တို့ဒီလိုမနေတဲ့ဟာကြီးလေအဲ့လိုမနေတဲ့ဟာကြီးကိုနင်တို့ကအရင်ကောင်းတယ်ငါနော်အခုနင်တို့ပြောနင်တို့ဂိုင်းကျုပ်ကိုငါမကောင်းလို့တခွန်ပြောငါပေါ်မှာအရင်ကောင်းခဲ့တယ်လူသူနဲ့ငါနဲ့နှစ်ယောက်ချားမှာငါသူ့ကိုဘလောက်စိတ်ဆိုးငါပေါ်ကောင်းနေငါပေါ်မှာမိသားစုဝင်လို့စိနေငါအမြင်ခွင့်လုပ်ခဲ့တာနင်တို့ဖူသွားမလေနင်တို့မရဲ့ post ကိုငါအခု share တယ်လေနင်တို့ဘိုင်းကိုဘိုင်းနဲ့တက်ပြီး share ပြီးတော့ငါအခုပြောတာငါမှန်လားသူ့မှားလားဆိုတာဟမ်စောက်ကြောင်းမသိရင်ဝင်မပြောနဲ့တို့စောက်ပေါက်တစ်ခါပိတ်ထားပြဿနာအေးစစ်လေးပြီးပါစီလားသူများကိစ္စဝင်မပါနဲ့ငါတို့ပြဿနာတက်တယ်ပွဲတစ်ခုဖြစ်တယ်ငါအတိဖြစ်တယ်ဒါပေမဲ့ငါတို့အကြောင်းဘာနဲ့ဘာလို့ငါအဲ့တနေရာမှာငါမရှိနေငါမသိနေဘူးငါမပြောဘူးနင်တို့ဟဲ့တကယ်တရက်လွန်မိန်းမတွေဖြစ်ပြီးတော့ငါမှနော်ဟိုတစ်ဖက်ကန်းကကောင်းမနင်ငါနာမည်ဘိုင်နှင်းတက်ထားတာငါမှရှိရနော်ငါအခုလောက်လိုက်လို့ရတယ်ငါစက်ချင်မဟုတ်ဘူးနင့်လိုမျိုးလူတကာနဲ့ပတ်ရံမဖြစ်ဘူးငါပြောရရှင်းလေးပဲငါမျက်နှာကြော်တီတင်းတယ်ငါလူတိုင်းငါရီပြချင်မှလည်းပြည်ပြမယ်ငါလူမှုဆက်ဆံရေးကောင်းချင်မှလည်းကောင်းမယ်အဲ့ငါသူများငါစောက်ချင်မဟုတ်ဘူးဟာနင့်ယောက်ျားကိုဘာလို့ရုပ်ရှင်မရိုက်တာလဲနင့်ကိုဘယ်သူပြောလဲငါကအဲ့လိုလုပ်ပါတယ်လို့နင့်ယောက်ျားဘာကြီးလုပ်ခဲ့လဲအဲ့ရိုက်ကူးလေးတစ်ဖွဲ့လုံးသိရလေနင့်ယောက်ျားအရေးချင်းရှိရဆိုရင်နင့်ယောက်ျားကိုလက်တွဲမှာပေါ့ငါနဲ့ကူထားပါတော့ငါနဲ့ပြဿနာတက်တယ်ဆိုတော့နောက်ထပ် driver တယောက်ရှိတယ်သူအရေးချင်းရှိတယ်လေအဲ့နင်တို့ပြောနေလို့ခိုင်ရောက်သူနဲ့အလုံးဆက်လုပ်တာပဲရှင်းလေးပဲငါဘာလို့မှစောက်ကြည့်မရဘူး
ngà cũng chỉ mà ngà bùa ngà ý xí các ngà mù ngà ní à nó nên nó là ngà mà bắt tập nên nó tao là ngà mà bắt tập ngà ở ngoài lên ní à ngà bên nào mà xí ní lù để cùng nó ngoài lý ngà từng ngày ní cùng fake people tới giấc mà bảo nên nó lùm nhiều tiền nên nó tai ngoài ní à lù ngà lấy thì tai ngoài ní à lù bà hãy ngà mà chào ngà biểu rồi ngà âm là ngà vừa bên thoát rồi thoát ní mẹ cậu mà tỷ là đúng là ngà sắp dùng sai ngà mà ní ngà đúng là sắp dùng để cậu mà ngà bài ngà lấy ngà rồi ngà thì mấy ngà sai đúng mà là ngà tay khai nhiều ngà mà chi này ngà để tao khó à lắc câu bị khó bây giờ hey miếng ngà mà chi này phú lộc của ngà biểu rồi mình mà ngà mấy mà lù ngà mấy mà đã là ngà mấy mà lù mấy nhà dinh ngà mà mới xỉu ngà xỉn là ngà要加了呗xỉn啊ngà mày ngà xỉn này tỷ là phải cái nào mà你得查拍啊ngà boss你得查记啊你那么表嘛ตน่าလို့နော်တစ်ဖက်ကကောင်းမှလို့ပဲငါခေါ်တာနော်နင်တဲ့နင်ထက်တယ်တဲ့လားနစ်စောက်ကြောင်းလေတလောကလုံးတည်ရဟိုလူနဲ့ပတ်ရန်ဖြစ်ဒီလူနဲ့ပတ်ရန်ဖြစ်ဟိုမဲကိုလိန်စုဒီမဲကိုလိန်စုနေစမ်းမှာကိုအနေထားကိုမျက်နှာလေးနဲ့ကိုဟိုသားသမီးနဲ့ကိုယောက်ျားနဲ့အေးစစ်စစ်လေးနေပါလားဟိုလူကိုပွဲရှာဒီလူကိုပွဲရှာနင်းကိုငါ attention ပြန်မပေးမချင်းနင်းမှာငါ့ကိုကြိုက်တာရှိတဲ့ခြေတစ်လုံးကိုကြိုက်တာခြေတော့ကြိုက်လို့ညာမှာငါဖက်နဲ့ပဲနေလားကြိုက်လို့ရမယ်တဲ့နင်းကြိုက်တာနဲ့တဲ့နင်းငါစောက်ခုမဆိုင်ဘူးနင်းစောက်ခွက်မြင်တော့ငါတနာလို့နင်းရှိတဲ့အညာအကောင့်ကုန်နင်းကိုထွာလောက်ထားတာနော်နင်တို့ဇက်ရှုပ်ထဲကိုငါ့ကိုလာမခေါ်နဲ့ငါအပြင်မှာထွက်နေတဲ့ကောင်ကနင်တို့ဇက်ရှုပ်ထဲကိုနေကုန်မနေဘူးနော်စောက်ကြည့်မြုပ်ချင်နင်ကိုအောက်လန်းလို့ဆိုနင်ကို66ကားနဲ့ထည့်ရင်တော့နင်ရတယ်နင်ငါ့ကိုဘိုင်းနဲ့ပြောထားတာရှူးရဲ့အုံနှောက်ကမရှိဘူးငါဘာလို့မဆိုငါခင်မင်းခဲ့တဲ့လူတွေမျက်နှာငါအမြင်ပြန်ထောက်တယ်ငါသူများလွယ်လွယ်စောက်ကြည့်မြုပ်ဘူးနော်တော်ယုံတန်ယုံပေါ့ဟဲ့မိမချင်းချင်းနောက်ပြီးတော့မနေ့ကလည်းတပိုးစတွေ့သေးတယ်သိရမလားငါ့ကိုရှိသမျှဗတ်ပေါင်းစုံကနေဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာနဲ့နင်တို့ကြိုက်လေငါဂယုမဆိုင်ဘူးအခုချိန်မှာငါမှန်အောင်နေနေတယ်နင်တို့ပြောချင်တယ်ပြောလို့ရတယ်မှာငါမပါဘူးနင်တို့ကိုကြောက်လို့ငြိမ်ခံနေရမဟုတ်ဘူးငါတခြားလူပြဿနာထပ်တက်မှာဆိုလို့ငါပါစက်ပိတ်ပြီးငါငြိမ်ပြီးနေတာနော်လူဘာဝမလားနဲ့ဝါလာငင်းငင်းထဲမှာငါမပါဘူးငါတင်သေးပါစေနင်တို့ငါလည်းတတ်ပြစ်မှာအဲ့ချိန်ကြရင်အခုလေငါပြီးနေပြီငါပြောရရှင်းရှင်းလေးပဲငါဘာမှမပြောဘူးငါရဲ့တိတ်ခါကြတယ်အဲ့တော့ငါရှင်းတယ်လေ तू မဟုတ်နေ तू မှန်နေ तू ငါ့ကိုပြန်ပြောမှာ तू ရှင်းမှာပေါ့ तू အိမ်တော်ကြီး तू ထိခံမလားနင်တို့အုံတော့စဉ်းစားတယ်နင်တို့အုံတော့ဘာလုပ်နေလဲနည်းနည်းပါးပါးလေးအုံနောက်လေးစဉ်းစားမိမတယောက်တိုက်ခိုက်လို့စကလုံးနဲ့တိုက်ခိုက်လိုက်လို့ရတယ်နင်တို့ငါဟိုတိုက်ခိုက်ဖို့တိုက်ခိုက်တယ်ငါတင်မေးချင်တယ်သိလားသူများတယောက်ဖြစ်နေပြီဆိုဒီလိုအောက်တန်းစားစိတ်တက်လို့ခေါ်တယ်အဲ့ဒါငါလေးမနေ့ကလို့တင်လားငါပဲငါအရင်ငါ့ကိုတနေ့ကုန်ဖုန်းဆက်နေတဲ့လူတွေရှိတယ်မေးလိုက်ငါတနေ့ကုန်နေလို့မကောင်းဘူးသိလားဒီပြဿနာဒီငါ့ကိုထိခိုက်တိုက်ခိုက်နေရမှာပေါ်လာရင်ဘယ်သူမှတော့သိလိုက်ရမှာမဟုတ်ဘူးငါရင်ကိုဟုတ်ပဲပြီးနေမှာငါမရှင်းမဖြစ်လို့ငါထွက်ရှင်းတာအခုတော့ငါစိတ်ထဲမှာငါပဲသိခါကြလေထားလိုက်ပါငါနေလိုက်ရတယ်ငါအဲ့လိုမျိုးငါစိတ်မှာငါအဖြစ်တစ်ခုလုံးငါခံစားနေနင်တို့ကိုလောက်ကိုမပြောနဲ့သူများငါအဲ့လိုပြောလိုက်ရတာဒါတော့ငါခံခဲ့ရတာ၄နှစ်လုံးမှာဟမ်နင်တို့သိနေရနော်တိုင်းဝိုင်းတစ်ခုလုံးသိနေရပဲဘာလာပြီးငါ့ကိုလာပြီးတော့တက်လာပြောနေတာငိမ့်နေလည်းမရဘူးစွာအခုတော့ဟုတ်တယ်ငါတအားကိုငါစိတ်ပီစီရမငါသူ့အဲ့လိုလှုပ်လိုက်ရတော့ငါအရင်ငါရဲ့စိတ်ကလူတယောက်ကောင်းရင်ငါအဆုံးထိကောင်းနေတာအခုဟုတ်တယ်ငါသူ့ဒုက္ခပေးမိသလိုဖြစ်သွားတယ်ငါမကောင်းဖြစ်သွားပြီသိလားအဲ့တော့သူဟာသူကောင်းသည်ဖြစ်စေစိုးသည်ဖြစ်စေသူဘာတွေလုပ်ခဲ့လဲနင်တို့စောက်လုံးကြီးနဲ့နင်မြင်နဲ့တွေ့ခဲ့တာပဲနင်စောက်ပေါက်တွေပိတ်ပေးခဲ့တာပဲဟမ်အဲ့ဟိုကေပေါ့လို့ဘာလို့ဆိုတဲ့လူနားမလျောင်ဆိုတဲ့ကောင်မထပ်မှတ်ထားဟမ်နင်အချိန်မတော်ဖုန်းဆက်တာဟုတ်လားမဟုတ်ဘူးလား
နင်သူများကြီးစားအချိန်တော့ဖုန်းဆက်ပြီးကိုကြီးဟန်ဖြစ်တယ်ညာငါ unfriend လောက်တာငါလက်ကြီးနဲ့ unfriend လောက်တာနင်အဲ့လိုမျိုးနေနေထိုင်ပြီးကျူးနေလို့ကို unfriend လားပြီးတော့နင်မင်းရလေကိုကြီးသမီးကဘာလို့ unfriend လားလေကိုကြီးဆိုပြီးတော့ငါ့ကိုမေးရလေ तू ကဘာလို့ unfriend နင်ပြောနေတဲ့ဟာတွေကအဆင်မပြေလို့ unfriend လားအဲ့ဘာဖြစ်လဲဘာဖြစ်လဲနင်ကို unfriend လို့နင်စောင့်နေကတ်တယ်မလားကတ်လေကောင်းမကဲစုနင်စပရင်ရှော့ထစုလိုက်စက်ကျုံဆိုင်ဘူးငါစက်ကျုံဆိုင်လို့တော့နင်တို့ခိုင်းချုံငါခုတက်ပြီးတော့ငါပြောတာပေါ့မလင်းငါစတက်ကွက်ပြောက်မှကြောက်နေလို့နင်တို့ခိုင်းချုံငါတက်ပြောနေငါပောက်ကြည့်ငါဆိုငါပိတ်ထားမှာပေါ့ဆိုလို့တော့ပိတ်ထားလိုက်အောင်မယ်ငါအမှန်နေငါဘူးမှမကြောက်ဘူးငါ့ကိုလည်းလာထိလို့မရငါလည်းသူမြောက်သွားမထိဘူးနင်းနေအောင်မှတ်ထားနင်တို့အဲ့ဆောက်ဟိုအောင်ပစပ်ပါတိုင်းမပြောနဲ့သူများကိုသူများကိစ္စမသိရင်နင်တို့ကတရက်လောခုကကောင်မတွေမပြောဘူးဆိုပြီးတော့အခုလည်းနင်တို့ record လုပ်ထားတော့ငါအုံနောက်ရှိရယ်နင်တို့နာမည်တလုံးမှငါထည့်မပြောပါဘူးနင်တို့ငါတစ်ဖက်ကန်းကောင်မလို့ပြောထားတယ်ခိုကေပေါ့လို့ဘာလို့ဆိုရဲသိရမလားလူနားနေတဲ့ကောင်မလို့ပြောတယ်နောက်ထပ်ဟို driver ရဲ့မိန်းမနောက်တစ်ယောက်သိရမလားဟိုဘသူမင်းသမီးအောက်ဆွဲလို့ဘာလို့လဲနောက်ကောင်မတစ်ကောင်ရှိရယ်ငါစောက်အုံနောက်ရှိရယ်နင်တို့ဘိုင်နင်းနဲ့မထည့်ဘူးစောက်အုံနောက်မရှိတဲ့ကောင်မတွေငါ့ကိုဘိုင်နင်းနဲ့ထည့်တာမလားကြည်နေလိုက်စောက်ညစ်ကန်နင်တို့လုံမှာဒါပေမဲ့ငါပြောထားပြီးသားနော်ငါလုံတော့နင်တို့စစ်မြေရင်ဖွင့်ပြီးမှလုံမှာငါသူများဓာတ်နဲ့ထိုးရှေ့ကနေနင်တို့ထိုးမှာငါနောက်ကနေမထိုးဘူးရှင်းလားငါစောက်ချင်မြုပ်တယ်မှတ်ထားလူဆိုတာလူလိုပဲနင်တို့ကအခုကမဟုတ်သေးပောက်ပန်းစေသိရမလားနော်အဲ့တော့ငါရဲ့ live ကို down ထားလိုက် down ထားအောင်မလေးနင်တို့ရံမတွေ့တော့နင်တို့လိုပဲနင်တို့ကနင်တို့ရံတွေ့တယ်ထင်တယ်ငါ့ကိုရံတွေ့တယ်ထင်တယ်ငါနင်တို့လည်းဖတ်ကြရမယ်မဟုတ်ဘူးအခုကနင်တို့ကအုပ်စုဖွဲငါ့ကိုကြိုက်နေတာမသိမလားငါလည်းနင်တို့မလေးကြောက်လိုက်တာမလေးအမတို့ကျမလည်းကောင်းမနင်တို့ကြောက်မှမကြောက်ဘူးတတိရှင်လှုပ်လိုက်နော်တတိရှင်လှုပ်လိုက်ငါရံငင်းမှတည်တယ်နင်တို့တတိရှင်တို့လိပ်စာတင်ထားလိုက်ရှင်းလားမသိရင်မငါပဲဒီလူကလောက်ခဲ့တာတည်းမဟုတ်ပါသလိုလိုငါပဲဟိုကဖြစ်နေပါသလိုလိုဟမ်မင်းလေကျမတို့ဒီ post ကိုဒီလိုတင်မယ်အကိုရဲ့ဟုတ်လားအကိုကိုကျမတို့ကသိရမလားဒီလိုလေးအကူညီလေးရစေချင်လို့ကျမတို့ကဒီလိုလေးလုပ်ပေးမှာစောက်နောက်ခါကျသူများစောက်ကြောင်းနေမယ်ဆို info အရင်မှန်အောင်လုပ်စောက်ယူလို့ပေါ်လို့နဲ့မတင်နဲ့သိလားရှင်းချက်ကြလက်ကြရှင်း fax နဲ့ရှင်းပြောချင်ရင်မသိထားမပြောနဲ့မသိရင်မပြောနဲ့သူများကိစ္စဘာအောက်လန်းကောင်းမှနင်တို့လက်ကြိုးကြုံသိနေလောက်ပြီသိလားသူများကိုရှာရုံရှိရင်ရှောက်ပြောကိုစောက်လို့ကိုမလုပ်ဘူးလောက်ပါလားကိုလုပ်ကိုထမင်းကိုစားပါလားအတရားဒေါသထွက်လာကြတော့သိတယ်နင်တို့ကဘယ်ပိုက်ကိုလိုချင်လို့ငါ့ကိုဒီလိုစွနေရလဲငါသိတယ်ငါ့ကိုစွလေခံရမှာနင်တို့လူခံရမှာငါခံရမှာမဟုတ်ဘူးသိလားငါ့ကိုစွလေခံရမှာနင်တို့လူခံရမှာငါအဲ့တော့ငါထိန်းနေတာအခုလည်းငါပြောရှင်းနေမယ်ငါဒီလူနဲ့သွေးဝဲပြီးတော့ငါပြောရတယ်နော်အဓိကနင်တို့ငါ့ကိုအားချောင်းနင်တို့ငါပြောနေတာငါတတိမရှိနင်တို့တတိရှိရင်နင်တို့ခုနဟိုကေပေါ့လိုဘာလို့ဆိုနေဟိုသက်မလားအဲ့ရေးစကောက်မှဟုတ်ဖွင့်လေဘာငါကောင်းမအောင်ဒလီရနင်ငါ့ကိုဘလို့ပြေးရလားစောက်တတိမရှိမိန်းမကြီးဖြစ်ပြောလှုပ်ချနင်တို့လှုပ်နိုင်လှုပ်စမ်းပါလှုပ်နင်တို့ငါရဲ့ရှိနိုင်တဲ့အောက်ဖဲအားလုံးနင်တို့ယူခဲ့ရှာယူခဲ့လှုပ်တရက်လုံးခုကနင်တို့ကကြိုက်တဲ့ post ထပ်တယ်နော်ကြိုက်တဲ့နေရာနဲ့ကြိုက်တယ်လို့တင်နင်တို့ view site နေမယ်ထင်းနေတယ်ဝိုင်းကြိုက်ဝိုင်းကြိုက်ကြဝိုင်းကြိုက်တာကောင်မရုပ်မှာရုပ်တမှာမှာလူဟာမွေးပြီးလူလိုနားမလဲနင်တို့ငါနဲ့မနေကြည့်လေအဲ့လေးနဲ့မှာင
ငါက sponsor သူနဲ့ပတ်သက်ပြီး sponsor ငါ့ကို तू ကဘာဟိုอ่ะမေးရနင်တို့ရဲ့လူကိုနင်တို့မင်းရရှင်းခေါ် မေးနင်တို့လူတို့မေးဘာလို့အဲ့ဒီမှာပေါက်ပိတ်နေအပေါက်ပိတ်နေမဟုတ်ငါတစ်ဆက်တစိုးတစနီထားပါတော့ငါနဲ့ပတ်သက်နေတော့ तू ငါ့ကိုဝယ်ပေးတာပြုတ်ပေးတာတပတ်ဆက်အိမ်တို့ဘာလို့ပေါ့နော်ငါ့ကိုမင်းတို့ဆောင်ပေးတာဘာဖြစ်တယ်ညာဖြစ်တယ်ရှိမှာပဲဒါကတော့တမိးစားချင်းဟဲ့ငါလည်းသူ့ဝယ်ပေးတာပြုတ်ပေးတာရှိတာပဲနော်သိလားလူယူအပြိုတွဲတာ तू ကငါ့အတွက် sponsor လည်းမဟုတ်ဘူးသူ့0 level မှာရှိရတဲ့မိန်းမမေးကြည့်နင်တို့သွားမေးကြည့်သူ့ဂိုင်းရုပ်နော်ဂိုင်းရုပ်သွားမေးကြည့်ငါသူ့ကြောင့်တော့ငါအလုပ်ကိုငါ forever group မှာလုပ်နေတယ်တဲလန်အလုပ်တာ तू ဒီအလုပ်ကနေနားတဲ့အတွက်ကြောင့်မလို့ okay तू ကကျွန်မငါ့ကိုပြောတယ်ငါမင်းကိုဘာမှမလုပ်ပေးနိုင်ဘူးငါဒီလိုဖြစ်နေတယ်အဲ့တော့မင်းလမ်းကြောင်မင်းဆက်သွားငါရှင်းတယ်ငါချင်းဖုန်းဆက်တယ်ငါရဲ့ forever group မမရဲ့တကြံတွင်းကျွန်မဆက်အလုပ်မလုပ်တော့ဘူးကျွန်မ contract ရက်မယ်အဲ့လူအလုံးမလုပ်ချင်းငါအလုံးမလုပ်ခဲ့ဘူးဘာလို့လဲ तू စိတ်တက်ကြမှာဆိုလို့သူ့ကိုစိတ်တက်ညှင့်တင်ပေးခဲ့တာငါမှတနည်းပဲရှိတယ်နင်အလုံးလုံးမှာငါအလုံးလုံးမယ်အဲ့မှာငါတို့ရမက်တိမ်တောင်းဆိုတဲ့စကားကိုစရိုက်တာပဲသူ့ဒီလမ်းကြောင်းပေါ်ငါပြန်ခေါ်လာပြီပြန်ခေါ်လာသူဒီလမ်းကြောင်းစိတ်တက်အရင်က तू မလုပ်ချင်တော့လာပါလုပ်ပါဒီအလုပ်ကိုပြန်လုပ်ပါသူဘာတွေဖြတ်ခဲ့ရလဲသူဘလို့ညတွေဖြတ်တန်းခဲ့ရလဲအဲ့နင်တို့မသိဘူးငါသိတယ်ငါရဲ့စိတ်တက်ကိုလည်း तू သိတယ်ငါစိတ်ညုံလည်း तू သိတယ် तू သိတယ်မေးကြည့်အောက်လန်းငါတို့အောက်လန်းငါအောက်လန်းကောင်းသွားတော့ဟဲ့သူနဲ့ငါနဲ့ညားနေပြီဗောသူနဲ့ငါနဲ့ညားနေပြီဗောဟမ်ဟလာငါအောက်လန်းအုံနောက်ကိုတုံးနင်တို့အုံနောက်ကိုတုံးနင်တို့အုံနောက်ကိုနင်တို့ဘာလဲစက်တန်လန်းဒီဝတ်သားတော့ဆိုင်မလို့တော့ထားတာလားဟမ်ငါရဲ့အောက်လန်းအခုလည်းငါအခြေမြင့်မရှိသေးဘူးတည်င်းမျိုးစုံနဲ့တိုက်ခိုက်တာဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ကွာမျိုးစုံသိရမလားဟမ်အမှန်တရားကြီးစားကြရတော့နာသွားကြတယ်ဟောက်မှတကယ်နင်တို့အဲ့လိုလုပ်လေငါကဘာမှမဖြစ်ဘူးငါအေးအေးဆေးဆေးပဲနင်တို့လူနင်တို့ခိုင်းကြုတ်ပဲပြဿနာတက်မှာပို့ရှုပ်မှာသူများကိုဒုက္ခမြောက်စေတယ်ငါဟုတ်တယ်ငါဒုက္ခပေးလိုက်တယ်ပဲထားပါအောင်ငါဒီလို post တင်လိုက်သူများမင်္ဂလာမှာဒုက္ခပေးလိုက်တယ်ပဲထားပါအောင်နင်တို့အခုလုံနေရပို့ဆိုးတယ်တော်ဆူဆူဟဲ့တိလားတော်ဆူဆူနင်တို့ရေးနေ post ကိုဖတ်နေတဲ့လူတွေကသိရမလားထင်လဲထင်ပါပဲငါဒီလိုလားဒီလိုမဟုတ်ဘူးဆိုလဲငါပြောနေရမဟုတ်ဘူးအဲ့လူဒီအမှန်တရားအားလုံးသိထားပြီးသားလူအဲ့လူကအရန်အားနာတတ်တယ်တခုခုဆိုရင်သူများကိုဟင်းအင်းလို့ပြောမှအရန်ဝင်လေးရဲ့လူမျိုးငါပဲဘလူးမလေးဒီမှာငါဘလူးမပြီးရင်သူ့အလုပ်လုပ်ပေးနေတဲ့ထဦးခင်ဆိုတဲ့ညီမလေးငါတို့ညကဘလူးမလေးငါတို့ညကဘလူးဆိုင်ညံတီးရတယ်လေဟိုကမင်းသားလေးသိလားငါတို့ညဘလူးမတခုကိုရေးချမ်းဆိုတော့ဒီလေးပြောလိုက်ငါပြောခဲ့ငါရှင်းရဟန်မနေဘူးတခုဆိုထဦးခင်နင်းရှက်အဲ့ဒါတွေကမနေခဲ့ဘူးငါတို့ကဘလူးမလေးလေငါတို့ကရှစ်ထွက်ကအဲ့တော့ငါတို့ဘယ်ကြည့်ပြီးမလဲငါတို့ကတပြားတစ်ချက်မှလည်းငါတို့တွေကမရထဦးခင်ဆိုတာကသူ့ရဲ့အလုပ်ကိုလုပ်ပေးရတဲ့ထားပါတော့ secretary ကောင်မလေးပဲထားပါအောင်ငါတို့တပြားတစ်ချက်မှလည်းငါတို့ကငါတို့လူမုန်းခံရတယ်တို့တလောကလုံးငါ့အောင်မုန်းနေလေမုန်းပါဗောနင်တို့ဒီလိုလောက်သမျှငါအရှိမတတိုင်းလိုခါနေတော့နင်တို့ဘယ်ပြောလို့ရမှာတော့ငါမြင်နေလေဒါတော့ဒီလိုမလုပ်နဲ့နော်ဒီဟာဒီလိုလုပ်နော်ဒါတော့ငါနောက်ကတွတ်နဲ့ငါပြောနေရလေနင်တို့မုန်းပါဗောမုန်းဘာမှမဖြစ်ဘူးအဲ့ဒါကြောင့်လည်းနင်တို့ငါ့ကိုမပြတ်ပြတ်အောင်သူနဲ့မပြတ်ပြတ်အောင်လုပ်ခဲ့တာလေမပြတ်ပြတ်လုပ်ခဲ့တာမဟုတ်ဘူးလားနင်တို့ပဲလုပ်ခဲ့တာလေလုပ်လိုက်ခဲ့တာလေတမမိုးတဲ့ကဘလို့ဖြစ်မှုတမမိုးတဲ့ကဘလို့ဖြစ်ပါတယ်ဘာဖြစ်ပါတယ်နင်တို့လူကိုသွားပြောရလေနင်တို့စိတ်တက်ကလေးနင်တို့ပညာစမ်းမှာနင်တို့ပဲပြောတာသိလားငါရှိကြရင်တော့လေ
တန်တာမဟုတ်ပါဘူးတန်တာတော့ကောင်းတဲ့လူကလေသူ့ဘောမရှိတော့ပါဘူးတန်တာရဲ့တီလေးရဲ့တီလေးနင်တို့အဲ့ဒါပဲပြီးကြည့်နောက်ပဲရောက်ကြည့်ချကောင်းလေလုံနင်တို့ပဲလေငါမသိဘူးထင်နေလားငါအကုန်သိရငါမသိရဘာမှမရှိဘူးအခုလည်းငါချပြသူနဲ့ပတ်သက်ပြီးချပြရတာအကုန်လုံးဒီအမှန်တရားပဲဘာတစ်ခုမှဖုံးဝင်ထားတာမရှိဘူးငါအမားပြောနေဆိုရင် तू ငါ့ကိုရှင်းပါပဲ तू ကိုရှင်းပါပဲအခုနင်တို့ပြောနေတဲ့ facts တွေလည်းပြောလေနင်တို့ပြောနေတဲ့ဟာကိုငါ mention အောင်ခေါ်ပေးလိုက်တယ်လာရှင်းစမ်းလို့တရားမလွန်နဲ့ငါအရင်စကားပြောတတ်ဆိုတဲ့ထမှာငါပါတယ်ငါပြောတတ်တယ်ချက်ငါပြန်ပြောတတ်တယ်သိလားငါအကုန်ပြောတတ်တယ်နင်တို့နဲ့ပြိုင်မပြောရင်နင်တို့နဲ့ဖတ်မဖြစ်ချင်လို့ငါပွဲရှာအရင်ပြတဲ့ကောင်မထဲမှာပါတယ်ငါအင်တာဗျူးအောင်တောင်းတမဖြစ်ဘူးဘာလို့လဲဆိုတော့ငါပြောတဲ့စကားတစ်ခု attention ရမှာတစ်ခုဖြစ်မှာငါအရင်စိုးတဲ့ထဲမှာငါပါတယ်ငါအလုပ်လေးငါအေးဆေးလုပ်တယ်ငါမိဘနဲ့ငါအေးဆေးနေတယ်နော်နင်တို့ like ကြိုက်ကလေးနင်တို့ကြိုက်နေတာငါမြင်နေရပဲနင်တို့ငါဘာတစ်ဖက်တောင်စောက်ကလေးလုပ်ခဲ့တယ်မလုပ်ဘူးငါဘောမှာငါတငယ်ချင်းပေါင်းနေနေငါဘေးနားမှာအခုရှိနေတဲ့လူတွေကလေတဲ့မဖိတ်ပြီးပဲမပါဘူးသိလားငါတွေ့ကဲကောင်းကြီးကနင်တို့လိုမျိုးအတိုင်းဝိုင်းကြီးထဲမှာတပုတ်ဦးကြီးချီးတုပ်ပြီးတော့လေလုံနေကောင်းမှတကောင်းမပါဘူးငါလူတွေငါဖြစ်ကြည့်ပါတယ်တို့ဖြစ်ကြည့်ငါပါတယ်ငါမှအဲ့လိုလူတွေကြီးပဲငါအနောက်မှာရှိနေလူတွေကအတိုင်းလူတွေကြီးပဲငါအဲ့လိုစောက်မျက်နှာဖုံးနေနေတဲ့ကောင်းမှမဟုတ်ဘူးသိလားမျက်နှာဖုံးနေနေမိမမဟုတ်ဘူးငါဘသူ့အမလေးဟုတ်ကိုကြီးဟုတ်မဟုတ်ငါဘာမှတက်လုံးမရှိဘူးငါသူများပေါ်ကောင်းရင်အစတရားကောင်းတယ်ငါမှငါစားရရှိနေငါသူများကိုငါကျွေးတဲ့မိန်းမတွေမှာငါပါတယ်အဲ့ဒါငါ့ကိုထင်တော့ငါမခံဘူးငါတစည်းအောင်မခံဘူးလူဘာဝနေလို့အခုလည်းတက်ပြောတာအားနေသိရမလားနင့်ကိုပြန်မပြောတစ်ဖက်ကကောင်ကနင့်ကိုပြန်မပြောနင့်ကိုကြောက်နေတဲ့ထင်နေတယ်နင်တို့ကောင်မငါဖတ်ဖြစ်မစောက်စင်မလို့နင့်ကိုပတ်မပြောတာနင်တို့ခွာကြနင်တယောက်တည်းမဟုတ်သိရမလားနင့်ဘောပတ်တွေနင်ကခေါ်ပြောအောင်မဲနင်ကအမှန်မသိရင်တမလားဒီလိုမျိုးပေါ့ group လိုက်ကြိုက်ပါကောင်ကလူဘာမဝနဲ့သိလားဟိုလူနဲ့ဖတ်ရန်ဖြစ်ဒီလူနဲ့ဖတ်ရန်ဖြစ်ဟိုလူစောက်တင်ပတ်တုတ်ဒီလူစောက်တင်ပတ်တုတ်ဟမ်ရုပ်ကလေးမှအားမလားရှာမချိုးမွေးထားတဲ့သားလေးမျက်နှာလေးကြည့်အောင်ငါအောင်လမ်းမို့နင်းအောင်လမ်းဘာနင်းမှတ်မိလားနင်းဟိုမှာမိတ်ကက်တောင်ဖြစ်တယ်မိတ်ကက်ရောင်းနေအိမ်မှာလေဖဲသွားရိုက်တော့နင်းတို့လင်များနဲ့ဘာလုပ်သွားလဲဟာဒီမှာစပင်းညို့ဒီလိုလုပ်ပြီးတော့ဒီမှာလေအဲ့စိုက်သွားပြီးတော့နင်းဖဲသွားရိုက်တာလေအဲ့မှာရှိတဲ့မိတ်ကက်ဆရာလေးမေးကြည့်ပါအောင်အမလေးအဲ့အောက်လိုင်းလို့ပြောနင်းအဲ့ကပတ်စံနေလေအာမနာရှာမကြိုးနင်းတစ်ခေါက်နိုင်သိရမလားဆဲချီနိုင်ပြီးတော့နင်းပြန်လာလေကောင်မလူပါလာဝါနေအောင်မနင်းကြောက်တယ်မြင်ထင်းနေလားငါနင်းအောင်ကြောက်လို့နင်းလိုကောင်မတွေရန်ဖက်ဖြစ်လာပေါ့ငါ့ကြောက်လို့ဘူးမှမရှိဘူးငါမှန်နေငါသူ့ကိုမှငါမကြောက်ဘူးငါမှန်အောင်နေတယ်နော်နင်တို့ကြောက်နေနင်တို့လုံးမလုံးရမှာသိရမလားနင်တို့မလိုက်ရမှာနင်တို့ကြောက်နေတယ်နင်တို့ခိုင်းချုပ်တော့ငါပြန်ပြောရတယ်ငါမှန်နေသိလားလုံးမလုံးရလည်းကိမဆိုင်ဘူးငါအရေးချင်းရှိတယ်ဒီလုံးမလုံးရလည်းငါမှအပြင်မှာလုံးရမယ်လို့တက်စီနေနော်ငါ့ကိုကူညီမဲ့လို့ရှိတယ်နင်တို့ဝိုင်းထိုးနဲ့လို့ငါဟုတ်တယ်ငါအလုံးလို့ငါစိတ်တက်ကြပါငါလုံးလို့ခုငါနောက်မှာငါ့ကိုကူမဲ့လို့အပြည့်ရှိတယ်ငါစိတ်တက်ကိုသိရလို့ရှိတယ်နင်တို့ထင်လို့မျိုးငါ့ကိုနင်တို့ဒီလိုမျိုးဖိလိုက်လို့ပြီးသွားမယ်ထင်မှာတန်တာမှုတိတ်တလုံးမပါဒီနေရာကိုရောက်ဖို့ငါ6လောက်နဲ့ငါတက်လာအကိုကျမကိုခေါ်ရိုက်ပါအောင်အမကျမကိုခေါ်ရိုက်ပါအောင်မင်းနင်တို့ခိုင်းချက်ကိုမေးကြည့်ငါအသက်19နှစ်ထဲကနင်တို့ခိုင်းချုပ်နဲ့ငါသိလာပြောဘူးလားလို့ရည်သားဖြစ်နေရဲ့အချိန်မှတော့
သူရိုက်ပေးတဲ့ဟာပဲငါယူတာငါလက်ခံတာအကိုကျမဒါလေးလုပ်ပေးပါဦးအကိုကျမဒါလေးငါပါစကတခါမပြောဘူးဒါငါရဲ့ life နော်သူလည်းကြည့်နေမှာပဲရှင်းလားတခါမပြောဘူးကိုဘူဆန်းငါနဲ့ခင်တယ်မေးကြည့်စမ်းကိုဘူဆန်းညီမလေးကိုရွှေရှင်ခေါ်ရပြောလားခါမပြောဘူးကျန်တဲ့ production producer ရှိရယ်ငါရဲ့အရေးချင်းတို့ကြိုက်လာရိုက်လိုက်မယ်ကျမရွှေရှင်ခေါ်ရိုက်ပါကျမဒါလည်းငါပါစကဘယ်သူမှမပြောခဲ့ဘူးငါချောင်းနဲ့ငါလက်နဲ့ငါဒီညငါတက်လာတာပြောတာဆိုတာကြည့်ပြောနော်ငါဖြီးရင်ဘောင်းချအကြီးဖြစ်မှာထိမှာပထမဆုံးထိမှာညီတို့ကိုင်းရုပ်ထိမှာဒါအခုငါတော်တော်ထိတ်နေရောငါပြောနေတာအခုငါပြောနေတဲ့အကြောင်းအရာဒီသူနဲ့ငါနဲ့ဖြစ်ခဲ့တဲ့အကြောင်းမပါဘူးနော်နင်တို့ငါ့ကိုမိန်းကလေးချင်းချင်းလိုက်တိုက်နေတဲ့အကြောင်းအရာကိုငါအခုနင်တို့ပြောနေတာဆက်ရှက်လည်းမရှိဘူးကိုလိုကိုအေးစိတ်လုပ်လေမဲလိတ်ငယ်ဆိုလဲမဲလိုက်လိတ်နေပါလားနင်တို့ဟမ်ဘာလိုက်ဟိုလူတိုက်တက်ခဲ့ဟိုဒီဟာလေးပတ်တက်မလားငါရဲ့အနံ့ကလေးလေဟိုထားပါတော့ငါဒီနာဖြတ်သွားလို့ငါချီပောက်တဲ့နံ့လေးရတော့သိရမလားဟိုတခါအဲ့ချီနံ့လေးပြေးရှိပြီအဲ့ချီနံ့ကလေကျမဘယ်တော့မှရှူခဲ့တာအဲ့ချီနံ့ကသိလားကျမရှူတော့ကလေအဲ့ချီနံ့နင်ကအဲ့လိုကောင်မမျိုးဖြစ်တာဟမ်နင်ဘွားမှာငါနင့်အိုက်ဒေါ်လားဟုတ်လားဟမ်ငါနင့်အိုက်ဒေါ်လားနင်ငါ့ကိုပဲပြောနေအောင်နင်ဘယ်လိုဖြစ်လို့ငါနင်နဲ့ရန်ဖြစ်ပြီးနင်ကငါဆောက်ပြုတ်လိုက်ပြီနင်အကောက်ပေါ်လာတော့ယွန်လို့သိရမလားဟိုနင်ပထမအကောက်မှာနင်လူလိတ်လောက်ခဲ့ပြီဒုတိယအကောက်မှာကျတော့နင်ဟိုဖြစ်သွားပြီလေနင်ဒုတိယအကောက်ငါနင်ဘလော့ထားတာယွန်လို့နင်ပေါ်နင်ဆောက်ကကြီးပေါ်လာနင်ယွန်လို့ဘလော့ထားတာရှင်းလားကောင်မငါမပြေတော့နင်မြင်ကြောက်နေမြင်ထင်းနေတာဘာလို့ရှိနေလားခဲ့လေလူလိမ္မာလူလိမ္မာ လာခဲ့နေရှင်းနေရှင်းဘာအောက်လဲနင်အောက်လဲနင်ကနော်အဲ့ဒါအကုန်တည်တော်မလေးပဲကိစ္စရအကုန်လုံးတည်နေနဲ့ဘယ်သူမှဖဲမရရဲဘူးလေနင်အဲ့လိုလေသပင်းကြီးကိုထိုးပြီးနင်ရိုက်တာလေငါမသိပြင်းထင်နေလားသူများကပြောရကိုပြန်နေဟာတခါလေးကြည်တာငိန်ခံရဆိုပြီးတော့လူပါလာမဝနဲ့ငါပြောတတ်တယ်နော်အဲ့ဟိုခုနကိုရီးယားလိုသိရမလားဟိုဘာလဲညင်းလို့ဆိုတဲ့ကောင်မရုပ်လာတော့အများတို့လက်ချဆွဲပြပြန်ပါနင့်လောက်ကတော့နော်စောင့်ရင်ကန်တော့တခါလေကားနဲ့လိုက်တိုက်ပြီးဓာတ်တွေထိုးနေတာမေးကြည့်နင်တို့ခိုင်းကြုံငါလောက်ခဲ့တာမေးကြည့်ငါတော့သာလားမစွာနဲ့ငါတော့သာလားစွာလို့လားမအကုန်သိမှာနင်တို့မတွေ့သေးနဲ့နော်အေးပြောပြီးသားနင်လည်းကိုရီးယားမှာနေကိုရီးယားမှာပဲနေပြန်မလာနဲ့ပြန်လာလို့ငါအချေလူတွေ့ကြီးနင်တနှွေလောက်ကတခါတစ်ချက်နဲ့သိတယ်ငါလောက်ပါသူ့ညကြောက်ဘူးနေပြီးတော့ဟိုဒရိုက်တာရဲ့မိန်းမနာမည်နှလုံးနဲ့ကောက်မနင့်ကပြောတာနော်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်တဲ့နင်ငါ့ကိုဘာလူပါရင်စဝါထားလဲနင်လူပါစဝါလို့လေနင်လူပါစဝါလို့နှုတ်ကလူပါပြန်သွားတာလေကောင်မသုံးလောက်လုံးစောင်းမကြွနဲ့နော်ကလေးချင်းမှပေါင်းစောင်းမကြွနဲ့တခါတအိမ်ရင်းစီလိုက်ပြီးတော့နင်တို့လိမ့်စာစုံတယ်ငါပါလာရိုက်တာငါတော့ပြောတာငါရင်ချင်းမှနင်တို့လာခဲ့လိုက်နော်နင်တို့ခိုင်းလို့ငါအိမ်လိမ့်စာတည်ရနင်တို့မသိသွားမေးဦးကြောင်ညားလာမလို့ပဲရုပ်လာလို့မယ်ဟိုကတကယ်ကန်ရှင်ကသူတို့ဝင်နာနေရတယ်ဘာမှမဖြစ်ရဘူးသူတို့ဝင်နာနေရတယ်အောက်ဆွဲကာယကန်ရှင်လည်းဘာမှကာယကန်ရှင်နဲ့ပတ်သက်နေတဲ့မိန်းကလေးလည်းဘာမှမဖြစ်ဘူးသူအေးအေးဆေးဆေးပဲနင်တို့ပဲဖြစ်နေဘာဖြစ်နေနင်တို့မလုပ်လို့လားကဲကတော့ရှိုင်းပြီဘာပြီးတော့ဟုတ်ပါတယ်ငါမနေ့ကနေရေးစာငါဖတ်ပါနင်းနဲ့ပေးစားတယ်ကိုကြီးငါစားမလားကိုကြီးအုံလုံးခောက်ဆွဲလေးစားမလားဟမ်ဘာဆောက်ချူငါရှိရလေသူစားချင်သူငါပြောမှာငါကျွေးမှာပဲသူငါအိမ်မှာပဲထမင်းစားနာသူငါအိမ်မှာပဲနေနေရလေဘာဖြစ်လို့နင်တို့ကသူကျွေးမိကြလားကျွေးဖခင်လားကျွေးကျေးဇူးရှင်လားနင်တို့ရဲ့အပြုတ်ငိုမကြိုက်လို့လေငါသူ့ရီစားတဲ့နဲ့ငါနင်တို့ရဲ့အပြုတ်ငိုမကြိုက်လို့လေနေတက်ထိုင်တက်ရတယ်ဟဲ့မနေတက်မထိုင်တက်ပဲနဲ့အားနေတယ်ဗျာငါနဲ့နှစ်ယောက်ရှိနေငါပါမေးလေတီဘာဆောင်လဲမေးလေငါအောင်မမေးမဲနဲ့ငါလင်ကြော်ပြီးတော့ကြတာဘာဖြစ်တယ်ကိုကြီးမွေးငါစားမလားကိုကြီးအုံလုံးခောက်ဆွဲစားမလားစပူသားကြီးကျွေးလိုက်ပါလားကျွေးပြီးနေပါ
ရေးမပါဘူးတတိရှင်ထပ်တင်လိုက်စောက်ကူမဆိုင်ဘူးကြိုက်တာနဲ့တယ် live ပါထက်လွယ်နင်တို့အတန်ရှင်ပေးမယ်ထင်မင်းနဲ့နော်တော်ရုံတရုံပဲကောင်းမယ်ဟိုမှာလဲမှာနင်တို့ဂိုင်းရုပ်လဲငါပြောပြီးသားငါနဲ့သူနဲ့မနေ့ကဖုန်းရတယ်ငါ post တင်နေသူငါအမီကိုဖုန်းဆက်တယ်တောင်းမှန်နေငါ့ကိုဖုန်းဆက်တယ်တောင်းမှန်နေဟုတ်တယ်ဟိုတောင်းမှန်ပါတယ်ဒီလိုဖြစ်ခဲ့တယ်တေးသေးချာချာလဲမတောင်းနိုင်ခဲ့ရဘူးဒီလိုဖြစ်တယ်သူပြောတဲ့စကားလဲငါအကုန်အဆက်တယ်ဒါပေမဲ့ငါဘလောက်ဒေါသထွက်နေငါသူ့တန်ကြားတဲ့အချိန်ငါတော်ပြီငါမလုပ်တော့ဘူးโอเคထားလိုက်တော့တောင်းမယ်ငါကျေနပ်ပြီအဓိကဒီငါကအုံနောက်ကောင်းနေငါအုံနောက်အလက်ကြီးသိလားငါဒီသူ့ကိုရက်တက်ငယ်ချင်းဒီလေမှန်နေငါသူ့ကိုစက်မချစ်နိုင်တော့ငါရန်နာနေပြီအဲ့ဒီကြောင့်မလို့ငါဒီသူနဲ့တူတူရှိနေငါမပြောဘူးငါတို့ပြောတယ်နင်းနဲ့တူတူရှိနေရငါမပြောဘူးငါသိလာတယ်အဲ့တော့တော်ပြီငါတို့လမ်းတစ်ချောင်းငါတို့ရှောက်တယ်ငါထားခဲ့တယ်ငါပဲထားခဲ့တာနော်ညတို့ထင်ပါပဲလေဘာဖြစ်လို့လဲတဲ့မလားသူမင်္ဂလာဆောင်တော့ဟာငါအရင်ဝမ်းပါတယ်သူ့အတွက်ကောင်းမွန်လေးရသွားတာဟဲ့တစ်ဖက်မိန်းကလေးကောင်းမွန်ကလေးလေနင်တို့မပြောလဲငါသိတယ်အဲ့ဒါသူ့အတွက်ငါဝမ်းသာတယ်ငါတော့အဲ့မိန်းကလေးတော့သူ့လိုမျိုးသူ့နာမှာကောင်းပေးချင်မှလည်းကောင်းပေးနိုင်တယ်အခုဖြစ်တဲ့ပြဿနာလဲဘာလို့မင်္ဂလာဆောင်မထတင်တာလဲငါ့ကိုစော်ကားနေလို့လေငါ့ကိုမစော်ကားဒီပြဿနာနင်တို့လည်းသိလိုက်ရမှာမဟုတ်ငါလည်းအဲ့တိုင်းအပေါက်ပိတ်တစ်လုံးနေမှာနင်တို့လိုသူများငါမှစပ်ပြင်းဖြစ်နေစိတ်မရှိဘူးနော်အဲ့ဒါအခုငါနဲ့4နှစ်တွဲခဲ့တယ်နင်တို့ဂိုင်းချုပ်တည်ဆုံးနင်တို့နားမနေနင်တို့သူ့ကဝိုင်းနာနေနားနေလေအပိုပဲနင်တို့ကငါ့ကိုဒီလိုမျိုးလေးပဲသိရမလားငါဘလူးဆိုင်ကြီးရတယ်နင်တို့ကတွေ့ခဲ့တာလေဟိုကငါရဲ့ Cinderella လေး version ဟိုကတွေ့ခဲ့ရတာသိလားဘာလို့ငါနဲ့4နှစ်တွဲရလဲသူတွဲခဲ့တဲ့မြမှာသူအကြဆုံးတွဲ9လ6လတစ်နှစ်ကအကြဆုံးပဲငါနဲ့ဘာလို့4နှစ်နေတာလဲနင်တို့စဉ်းစားလေငါအောက်လန်းနဲ့သူ့ကိုလှုပ်ထားအော်အေးအဲ့ဆိုသူနဲ့ငါနဲ့ညားနေရကြာပေါ့ငါအောက်လန်းအရင်ကောင်းနေလေသိလားစောက်စကားကိုလူလိုပြောအုံနောက်နဲ့စဉ်းစားပြီးပြောထွားတမိုက်နဲ့မပြောနဲ့ဟုတ်လားနင်တို့ attention ပေးရအရင်များသွားပြီငါပြောရရင်မောတယ်သိလားနော်အဲ့နင်တို့ကောင်းမ3កောင်ပြောရင်တို့တတိရှင် post ကို public နဲ့တဲ့လား public နဲ့တင်မျိုးငါမှန်နင်တို့ခိုင်းညိုယူ mention ခေါ်ရလာရှင်ဆိုတဲ့အချိန်ကျမှ MLA post ကိုမလီငါ comment နေ delete ဟဲ့မှန်ရင်မှန်တဲ့လူကမ delete နဲ့ငါရဲ့ post မနေ့က post အောင်မှာသူ့ကောင်းကြောင်းငါမကောင်းကြောင်းရေးထားလဲငါတွေ့တယ်ငါမ delete ဘူးရှာလိုက်ငါပို့ဆောင်မှာငါ့ကိုမကောင်းကြောင်းလာရတာရှိတယ်အနေပြမှာဘာဖြစ်တယ်ညာဖြစ်တယ်ဘောမှာဖြစ်တယ်ညာဖြစ်တယ်ငါ့ကိုပြောထားသိရမလားငါ့ကိုပြောထားတယ်အများရွယ်ငါမ delete ဘူးနော်တစ်လုံးမှမ delete ထားဘူးငါ့ကိုပြောထားတယ်လေမနေဘူးနော်စေးပဲငါမှန်အောင်နေတယ်နင်တို့ပြောနေအခုဘာဖြစ်တယ်ညာဖြစ်တယ်သိရမလားမြင်တက်လေနင်မေးလေနင်တို့ဖုန်းနဲ့ရှိရမလားနင်တို့ဂိုင်းချုပ်ကြီးရဲ့ဖုန်းနဲ့နင်တို့နဲ့ Facebook မှာ friend မလားမေးပါအကိုကျမတို့သိထားတာနေဒီဟာလာလို့မေးလေငါ mention ခေါ်ပြီးလာရှင်းဆိုရင်ငါနင်တို့ post ဖြတ်ပြီးစောက်တတိမရှိတဲ့ကောင်မကြီးတတိရှိရှင်းနင်တို့ရှင်းလူကမွေးပြီးလူလိုနားမယ်အေးဘယ်နာလူနဲ့လောက်ပြီးမွေးထားဟုတ်မှာနင်တို့ခုလိုလောက်တာနော်ငါကဘာမှမဖြစ်ဘူးနင်တို့ပြောတဲ့ဟာတခုလုံးနဲ့နင်တို့မဖြတ်နဲ့မလေးမဖြတ်နဲ့ post မှာမဖြတ်နဲ့ရှင်းတစ်ဖက်ကကောင်မနင်ပြောထားရနော်မဖြစ်တယ်နင်အောက်လန်းဆရာနှစ်ယောက်နဲ့စစ်တာမလေးနင်ကိုလောက်တာငါပါဟဲ့
အဲ့နင်းစစ်တဲ့ဆရာနဲ့စီငါ့ကိုခေါ်လို့ငါနင်းကိုလောက်တာပါဟုတ်တယ်မှန်နေဆိုရင်ညငါအဲ့လိုပဲနင်းကို live လွှင့်ပြီးတော့ငါဟုတ်တယ်ကြည့်ပါအဲ့လိုနင်းကတောင်းမှမင်းမဟုတ်ရင်ငါနင်းကို live လွှင့်ပြီးငါနင်းကိုစောက်ခွက်ရိုက်မှာဟမ်စကားကိုရှာရုံးမရှိနင့်အကြောင်းတစ်လောကလုံးသိတယ်အောက်တန်းစားမတဲ့သိလားအောက်တန်းစားမနင့်အကြောင်းတစ်လောကလုံးသိတယ်နင့်ပါဇက်ကိုလေနင့်အဲ့လိုအောက်တန်းစားပါဇက်ကိုကြောက်လို့အကုန်အဲ့လိုဖြစ်နေကြတာငါတော့မကြောက်ဘူးငါလာထီကြည့်လေပါအောင်တစိရိုက်ပြန်နင့်ဟာလည်းနောက်ဘာရှိငါစောက်ခင်ဆိုင်ရှင်းလားစောက်ခင်ဆိုင်နင်တို့ခိုင်းကြတော့ငါပြီးမစလို့ငါတက်ဖြစ်ရနင့်လိုဟာမျိုးတော့ဟမ်ချိန်မောင်တော့မရှိဘူးသိငါ့ကိုလာမထိနဲ့ငါ့ကိုလာထိလို့မရအောင်အုံနှောက်ကြက်မတည်တဲ့ကောင်မလေးနော်နင်တို့သွားပြီးလဲမနေနဲ့နင်တို့မနေလို့လဲပြဿနာကြီးပြေလေသွားမှာမဟုတ်ဘူးနင်တို့ဟိုမပြီးတော့ငါ့ကိုထိုးနှက်နေလေအဲ့အမှန်တရားပဲနော်နင်တို့ခုပြောနေလဲငါ့အတွက်ကဘာမှမဖြစ်နေဘူးဘာမှကိုဖြစ်မနေဘူးကြည်ပြီးတော့မသိလားငါထပ်ပြောလိုက်တစားစီပြောလိုက်ဒီလူဒီသူ့အရှိမသွားမယ်လမ်းရှိတယ်အကုန်ရှုပ်ကုန်လိမ့်မယ်နော်သိလားကုန်ရှုပ်သွားလိမ့်မယ်ငါ့ကိုထပ်မစွာနဲ့နင်တို့ကအခုဘလို့ဖြစ်နေဆိုတော့သိရမှာဟေးချာနောင်ချာနောင်နင်တို့ကမင်းဘာမှမဟုတ်ငါတို့နှစ်ယောက်ထဲမှာဘာဖြစ်ခဲ့လဲဘလို့ဖြစ်ခဲ့ရနင်တို့ကတအားသိချင်တာတအားတယ်မလားဆက်စုမပူနင်တို့လောက်ချင်တာအဲ့တော့နင်တို့ကဘာဖြစ်လဲဆိုတော့နင်တို့ငါ့ကိုတိုက်ပေးမှရမဟုတ်တယ်မဟန်နေကိုသိရမလားအောက်လန်းနေအောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဖပ်ပြန်နေဘာဖြစ်ညာဖြစ်တယ်နဲ့နင်တို့ပြောမှလीဟုတ်ပြီငါဖောက်ပြန်နေဆိုရင်ရောဘာဖြစ်တော့ငါနဲ့တို့ချင်းတစ်နှစ်မှာတော့ငါတစ်ခါမိရဲ့ရက်ကိုမရီတွက်နိုင်တာအဲ့ဒါငါပြောစရာမလိုတဲ့အမှန်တရားနော်တလောကလုံးသိတယ်တလောကလုံးသိတယ်ငါပြန်လို့ရောငါပြန်လို့ခဲ့ရောခံလीငါခံရတဲ့စိတ်ဒုက္ခတော့မသိဘူးငါခံရတဲ့စိတ်ဒုက္ခတော့မသိဘူးတခုချင်းစီထပ်ပြောလိုက်အဲ့လိုရေတိတ်ခါပါလို့ငါမပြောတာနော်နင်တို့ဟဲ့မိမချင်းဖြစ်ပြီးတော့ညီနဲ့ရလှန်ဆိုင်ချင်နင်တို့စိတ်တယ်နင်တို့အရင်ပြေနော်အဲ့ဟိုကိုရီးယားကေပေါ့မှာကေပေါ့လိုဟိုသိရမလားဟိုဘာတူလဲစာရေးပြီးဆိုတော့ဟိုကောင်လေးနဲ့လူတော့ကောင်းကောင်းပြီးဘူးသိဘူးဘယ်ကယူနေကြိုက်တဲ့ဟာမှမသိစောက်ဆက်မရှိတဲ့ကောင်မအဲ့ကောင်မဘယ်ကဟာမှမသိနော်ရှင်းလေးသိကိုဟာနဲ့ကိုနေနင်းသူ့ကိုစာပို့ပြီးတော့ဘာတွေလုပ်ခဲ့လဲငါအတီးဆုံးသိလားငါမပြောလိုက်ရင်မကောင်းလို့သူ့ဖုန်းကငါအမြင်စစ်နေကြသူ့ဖုန်းထဲမှာဘာရှိတယ်ဘသူဘာပြောတာငါအကုန်သိတယ်ငါသိလို့လဲပြီးငါနင်တို့ကငါ့ကိုရရှိမှကြတယ်ဟာပြောရလေဒါပေမဲ့နင်တို့ conversation ထဲမှာဘာဖြစ်နေလဲငါသိတယ်လေငါသိတယ်လေအဲ့ကြောင့်နင်တို့ငါလေအဲ့လိုကောငါသိမလားအဲ့တော့သူကငါနင်ပတ်သက်နေရလို့ဆိုတော့ရှင်းလေးမိမဆိုတော့တဝင်းတိုးတယ်ဟေ့တိုးတယ်ငါလူကိုလာပြီးကလူကြီးမြည်ပြီးတော့ငါတိုးတယ်ရှင်းလားအဲ့တော့နင်တို့လည်းငါလေမျက်နှာထိမျက်နှာထားနေဆက်ဆံတာပေါ့ဘာဖြစ်တော့ဘာဖြစ်တော့ငါမလားငါကနင်တို့ကလူကြီးမြည်ပြီးလောက်ထားတဲ့ဟာကိုကလူကြီးမြည်ပြီးလောက်ထားဟုတ်ကဲ့ညီမဟုတ်ငါလုပ်ပြရမှာလားနော်နင်တို့တယောက်ချင်းစီပြောတာမသိဘူးမထင်နဲ့ငါအဲ့လူဖော်ကငါတောက်လျှောက်ကြည့်နေငါစစ်နေတာသိလားအဲ့လိုစစ်နေရချောင်းဖြစ်နေတာဒါငါမသိသေးတဲ့ကိစ္စတွေအများကြီးပဲမနေ့ကမှသိရမလားငါရဲ့ချက်ပေါက်မှာဘယ်မှာဘလို့တွေးခဲ့တာဘယ်လိုဘလို့လာတာနော်ဟိုမန္တလေးမှာရှိတဲ့ဟာတွေပင်းတရမှာလာတွေ့ငါတော့မသိဘူးမနေ့ကမှငါ့ကိုလာပြောလို့ငါထပ်ပြီးတော့အေးဟုတ်လားကျမမသိဘူးအဲ့လိုငါဖြစ်နေရတာနော်
နင်တို့ဘယ်ကြည့်မလဲနင်တို့လောက်ထားတဲ့ဟာတွေနင်တို့သိမှာပေါ့သိရမှာခုကျမတို့ချစ်တဲ့ကိုကြီးကိုမပြောပါနဲ့ကျမတို့ချစ်တဲ့ကိုကြီးငါလေးတလားဒါကျမတို့ချစ်တဲ့ကိုကြီးလေကောင်မပတိရှိတယ်ထပ်တင်လိုက်နော်မလေးပောက်တဲ့နှစ်ပူကမထူးတော့လောက်ဆုံးလောက်သူ့တဲ့ကိုယ်တွေလောက်နင်တို့ကလည်းလောက်ငါကလည်းလောက်အဲ့မှာပြီးရမှာဂျားတွေကမြေစားပြနင်တို့ခိုင်းချုပ်ဖြစ်မှာလောက်နင်တို့လောက်အေးစေးငါဘာမှမဖြစ်ဘူးငါကမှအပြိုနော်ငါလူလို့ငါမှကြည့်ရမယ်လူဘယ်သူမှမရှိဘူးလောက်ဟိုကအိမ်အောင်ကြပြီးပြီဘယ်သူထိမယ်ထင်တော့ မဲတော့မရဆက်ကြမယ်အောက်တန်းသားမှာ တရက်လုံးနင်တို့ကငါမပြောလို့သိရမလားငါအပေါက်ကပိတ်နေလို့နင်တို့အခုထက်ကလေးလေငါတို့နှစ်ယောက်ကြားထဲမှာဘာဖြစ်ခဲ့တယ်သိရမလားဘလို့ဖြစ်ခဲ့တယ်နင်တို့ထပ်သိရမှာမဟုတ်ငါလည်းပြောမှာမဟုတ်ပြောရင်ငါတို့ကဟိုမိုးဆိုးမလေးမကင်းကထားတော့အပိုင်းရများမှာမပြောနိုင်ဘူးငါလည်းမောလို့ဘသူတော့ငါရန်လို့ငါမှတွဲနေရင်ဘသူကငါဘလို့ရန်လို့ရမယ်မသိတာနော်ငါလည်းလာမမီးနဲ့ငါလည်းမပြောပြီးပြီခုကိစ္စဒီလေငါရဲ့ဂုံတိတ်ခါကိုလာထိတယ်အဲ့ဒါမလားငါ့ကိုပဲထားခဲ့လို့ပဲငါပဲမလေးတနာစရာလေးပေါ့ကွယ်အဲ့လိုမလို့ငါခက်ငါ့ဘာငါ့ကိုထားခဲ့နိုင်တဲ့ယောက်ျားမရှိဘူးဟုတ်လားငါ့ကိုတနည်းမဟုတ်တနည်းနဲ့ပြန်ဆက်သွယ်နေတဲ့ယောက်ျားဆိုရှိတယ်ဒါပေမဲ့ငါမပတ်သက်ဘူးရှင်းနော်ငါနဲ့ပတ်သက်ခဲ့ယောက်ျားပေါ့ငါအကောင်းမွန်ဆုံးနေတယ်သူတို့ကငါဘာလုပ်ပေးနိုင်လဲငါလုပ်ပေးတယ်ရှင်းနော်ငါ့ကိုဒီလူဘာလို့လေးနှစ်တွဲနင်တို့ဂိုင်းချုပ်ကြီးနည်းလေးတအားဆုံးနေစကိုင်းဘာလို့ငါ့ကိုလေးနှစ်တွဲလဲဘာလို့ငါနဲ့မှလေးနှစ်နေလဲနင်တို့သိပါတယ်နင်တို့ကိုပြောကြတယ်မလို့ तू ဘာလို့ငါ့ကို तू အချစ်ဆုံးဆိုတဲ့နေမထားခဲ့လေရှင်းတယ်ငါ तू နဲ့0 level တည်းရှိခဲ့တဲ့မိန်းမသိလားနော်အဲ့လူတယောက်ဒီမကောင်းဖြစ်နေတာငါတညာလုံးမိတ်ပဲနဲ့ငါထိုင်ပြီးတော့ငါကြည့်နေခဲ့တဲ့မိန်းမနင်တို့အဲ့လူကိုချစ်တယ်ခင်နေဆိုတာငါရဲ့ချေမုံချင်းများနုမမိဘူးသိလားမမိဘူးနင်တို့မမိဘူးတရက်လောနင်တို့ကအခုကတော်တဲ့နဲ့ကြည့်ကောင်းလို့ကြည့်ရင်မထင်နဲ့ငါတနင်္ဂနွေခေါင်းကိုက်နေငါခေါင်းရင်ကြောင်းရင်နင်တို့ကြောင့်ကိုက်နေမှာမဟုတ်ဘူးနော်နင်တို့ကြောင့်ကိုက်နေမှာမဟုတ်နင်တို့လိုကောင်းမရနင်တို့ကိုငါစင်းနဲ့ဖတ်ပြီးပြောရမယ်ကောင်းမရမဟုတ်ဘူးဘသူကြောင့်ကိုက်နေထင်လဲငါမနေ့ကဒီလိုပြောလိုက်လို့ဘာဖြစ်သွားလဲငါတစ်ဖက်မင်းကလေးကိုငါအားနာတယ်ငါတစ်ဖက်မင်းကလေးကိုအားနာတယ်သူကသူဘာပဲဖြစ်နေငါအားနာတယ်ငါအဲ့လိုလူမျိုးငါလည်းရေးနေငါတွေ့တာဘာလို့မင်္ဂလာဆောင်ပြီးမှထတင်တာလဲတို့သိလားငါ့ကိုမင်္ဂလာဆောင်ပြီးဘာလို့ထပြောရလဲငါ့ကိုမထီငါမပြောဘူးလေဟဲ့ငါ့ကိုမထီငါ့ကိုမထီတယ်ငါဘယ်သူမှမလုပ်ဘူးငါ့ကိုလာထီရလဲငါမခံဘူးအခုငါမနေ့ကပြောရဟာလေအကုန်မှန်နေပဲသူမဖောက်ပြန်နေဘူးလားဖောက်ပြန်နေလေဒါပေမဲ့ငါလိုက်ပြီးတော့ငါထိန်းနေဟုတ်တယ်ငါတီးခိုင်နေတာငါစောက်ပြက်ငါပန်းမတွေ့ဘူးဟုတ်တယ်နော်လူတယောက်ကတစ်ခေါက်ဖောက်ပြန်တော့ဘယ်သူမှခွင့်မလို့ကြအယောက်50ထပ်ပါတော့အဲ့လောက်နီးပါလားငါလည်းမမှတ်နိုင်ဘလို့မှမမှတ်မိတော့လို့ကိုအဲ့လောက်ရှိတယ်သူ့ငါခါခွင့်လို့ခဲ့သူအပြစ်မဟုတ်ဘူးသူ့ပြငါစောက်ပြက်ဒီကောင်မကြီးကခိုင်နေတာဒီကောင်မကြီးခိုင်နေတာဒီကောင်မကြီးစောက်ပြက်အဲ့တော့ငါပန်းမတွေ့ဘူးငါဒရမာမချိုးဘူးရှင်းတယ်ဟုတ်တယ်နော်ငါမနေ့ကပြောခဲ့တယ်မှာတခုမှမရှိဘူးအဲ့တော့ငါမှားနေတယ်ဒီတို့သိနေတယ်သိရမလားငါကနင်တို့အကိုဒီလိုလုပ်ခဲ့ပါတယ်ဒီလိုဖြစ်နေပါနင်တို့ဂိုင်းကြုံဒီလိုလုပ်ခါဆိုနင်တို့ပါဇက်ပါနင်တို့ဖုန်းနံပါတ်ပါပဲနင်တို့ Messenger မရှိဘူးလားနင်တို့ Facebook ကို post တင်မှာနင်တို့ပရိသတ်သိမှာလားမမေ့လေတပြောလေနင်တို့တင်သမျှပုံငါနော်ငါ mention ထိုင်ခေါ်ပြီးငါရှင်းခိုင်းမှာငါ့ကိုလာမလုံးနဲ့ငါ့လာမလုံးနဲ့ငါမလည်းငင်းခံတယ်ငါမှန်လဲငါစက်မှငင်းခံတဲ့မိန်းမတွေမပါဘူးနော်မနေ့က post တင်ရတဲ့အကြောင်းရင်းဒီငါတိတ်ခါရငါတင်နေငါမိဘစိတ်မချမ်းသာလို့ငါနဲ့ငါတူရီတော်သမီးညံ့ညံ့ကလေးတွေငါမိဘငါ့ကိုပိုးလို့မွေးလာတာ
သိလားပိုးလေးလို့ခုချိန်ကြီးငါမနဲ့မိုးလေးဒါစားမယ်ငါရဲ့ပါစတဲ့ခုထိရအခုချိန်ကြီးနော်အခုချိန်ကြီးငါမိဘပိုးလေးမွေးတယ်လို့မွေးလာတာငါလိုချင်တာတိုင်းနဲ့ရနေငါဘဝသိလားနော်ငါမိဘငါ့ကိုသိရမလားဟိုမပြမတန်ပြောပါညာနဲ့ပြောငါလည်းလောက်ခဲ့တာမဟုတ်ငါမိဘခံမလဲလားတာသမီမွေးထားမိပါတယ်ကုန်သိမှာငါမိဘခံမလားအဲ့ဒီကောင်ကဒိုင်တာမင်းပါလေငါမိဘခံမလားမခံဘူးငါမိဘကြောင့်ငါတက်ရှင်းလားနော်တော်ရုံတန်မော့ဟဲ့တော့ပြီးနေပြဿနာတခုအခုနင်တို့ထက်လို့တော့ငါအခု live ထက်တယ်ပြီးအဲ့ဒါရထပ်ပြီးထပ်ပွားအောင်မယ်အဲ့ဒီမီဒီယာရထပ်တင်အောင်မယ်နင်တို့အဲ့တန်ညာပြီးမှာကိုမဟုတ်နင်တို့ကတည်းကချစ်ကိုကြီးဆိုနင်တို့ချစ်ကိုကြီးဒုက္ခရောက်လုပ်နေတာဒါပဲသိလားနင်တို့ချစ်ကိုကြီးလည်းအမှတို့အဲ့ဒီခုငါ live နဲ့နင်တို့ချစ်ကိုကြီးခုနကတော့ဖုန်းခေါ်သွားအခုတော့နေမတိထိုင်တာဖြစ်နေလောက်ပြီငါလည်းပြောတယ်နင်တော့ငါမပြောဘူးလို့အဲ့ဒါမဲ့နင်ဟာရင်နင်ထိတ်ဟောနင်ရှင်းရမှာတော့လို့အဲ့ဒါဒီအကုန်လုံးကလို့ငါ့ကိုလာမလုပ်နဲ့လို့နော်ချစ်ကိုယူသနာရင်တို့နည်းနည်းလေးများရရှော့လေးကျရရရှော့တေချောင် fast ကိုစုပြီးမှတို့ပြောသိလားပေါက်ပန်းစင်းဟိုတက်မှာချိန်ပြင်းမရှိမလို့အောက်လန်းနေထက်လန်းနေလုံနေနဲ့အောက်လန်းနေထက်လန်းနေကောင်းနေမှာတော့နင်ကိုတို့ချစ်ကိုကြီးနဲ့ငါနဲ့လည်းညားနေငါအောက်လန်းရန်ကောင်းနေမှာတော့နော်နင်တို့လည်းအမှခြေကြုံကြုံနင်တို့ငါစောင့်မြင်ကန်နေကောင်းပါလေနင်တို့ငါကြည့်လို့ရမယ်နင်တို့ထင်တယ်ငါပေါ်တင်ပြောရဟေ့နော်နင်တို့ငါကြည့်လို့ကိုမရတာသိလားနင်တို့ငါစောင့်မှကြည့်လို့ကိုမရတာရှင်းလားအဲ့နင်တို့ကြုံကြုံပြောသိနေလာပြီနင်တို့လည်းငါအောက်လန်းနဲ့လုံငါအောက်လန်းတအားကောင်းနေလေသိရမလားပေါက်လို့ပဲသားစကားပြောတာတောက်ကြီးစာမတက်ဘူးဆိုတာသိတာနော်မောတယ်နင်တို့လည်းပြောတာငါဖုန်းလာ15ပဲကြံနေချစ်ကိုကြီးလုံနေနဲ့နော်မမရင်ပြောလိုက်ရမကောင်းဘူးပြောတတ်တယ်ငါစကားပြောတတ်တယ်ရိုင်းအောင်လည်းပြောတယ်ရင်အောင်လည်းပြောတတ်တယ်ငါ့ကိုလည်းလာမထီနဲ့ငါမခံဘူးသူများလည်းငါစပ်ပြည့်မြုပ်ဘူးသူများလည်းငါဘလိုင်းသွားမလုပ်ဘူးသိရမလားနင်တို့လိုမျိုးလေသူများကိုသွားပြီးဟိုဖြစ်ကောင်မသားဖြစ်တယ်ဒီကောင်မလက်အားနေငါထပ်ပြောလိုက်မမရင်ကဘက်ကထွက်အောင်မှာလူကြီးတွေကကြည့်နေမှာလက်အားမနေနဲ့လက်အားနေတယ်မလားကွက်မှာလက်ကိုနင်တို့လက်ရားနေခွေးလျားတီးပုတ်ပြီးအဲ့လိုထိုင်ပုတ်နေနဲ့ပုတ်နေခွေးလျားတီးတစ်ထုပ်ဝေထိုင်ပုတ်နေအဲ့မှာပုတ်မကလည်းအိမ်မှာယောက်ျားရှိယောက်ျားနဲ့တူတူလက်နှစ်ဖက်လေးဒီလိုလေးဖက်ယောက်ျားကြီးရားတယ်ဆိုပုတ်နေတတ်လားနော်နင်တို့ယောက်ျားဟိုဒရိုက်တာမိန်းမ2ယောက်ကတော့တဲ့မလားအချင်းချင်းမရှိတဲ့မိန်းမ2ယောက်ကတော့တို့ရှိမှာနင်တို့လင်းနေတို့ပုတ်နေဟိုကိုရီးယားလိုဘာလို့တဲ့မလားဟိုယူလိုပေါ်လိုကောင်းမှနင်ကတော့ပုတ်ဆရာရှိမရှိမသိမရှိလည်းနင်အခွေးရသည်တမုတ်ထုတ်ထိုင်ယူဝဲပြီးတော့နင်အမှနင်နေရနဲ့နင်လက်နဲ့နင်ပုတ်နေတို့လက်တွေဘဲ့နဲ့မိန်းမချင်းလိုက်ပြီးတော့တိုက်ခိုက်ဘာချစ်ကိုကြီးဘာကွာတိဘာတိอ่ะဘာပြောနာငါ့ကိုလည်းအခုမှဖုန်းနေကုန်ဝိုင်းပြီးဆက်တော်တော့မတော်ဘူးငါကြည့်နေတာတရားမလွန်နဲ့ငါပြောရတဲ့ဟာတွေတခုမှငါမနေ့ကတင်းတဲ့ဟာလေတခုမှလီဆယ်ပြီးလောက်ကြံတာတခုမှမပါဘူးဘယ်နဲ့အားနေလိုက်ပြီးတော့တအားရန်ဖြစ်ချင်ဟလားနင်တို့ကြိုးဝိုင်းနဲ့ခေါ်ပြီးထိုးခိုင်းတာအောင်မယ်လိုက်ပြီးတော့လိုက်ကတ်အားနေကိုစတော့လို့ကိုမလုပ်ဘူးသူများဆောက်လို့စိတ်ဝင်စားနင်တို့စောက်ကိစ္စလာတာပါလားကောင်းမတော့ငါလာမရှုံနဲ့နင်တို့တော့ကြောက်နေမြင်ငါထင်လားခုနော်ညီကုန်းချုပ်မယ်မင်းတို့ကောင်းမ3ကောင်တင်တန်းထပ်တင်တန်းတင်ကြိုက်တာတင်ထပ်တင်စောက်ကူမဆိုင်ဘူးရှင်းလားမင်းတို့အောက်ကနေဆွဲနေကောင်းမရဲ့တည်ရမလားမလေးတငယ်ချင်းတော့လှုပ်ဝစ်လေပဲခံလိုက်ရတာဆိုလဲမင်းတို့တွေခံလိုက်အခုချိန်မှာငါအေးစေးပဲနော်အခုချိန်မှာငါအေးစေးရှင်းလားတရက်လုံး
ငါနာမည်တော့လာမပါစီနဲ့ပါကြည့်ငိမ်ခမ်းမထင်မှာငါမပါဘူးစီမှငိမ်ခမ်းအောင်အဲ့နင်တို့ခိုင်းရုပ်တည်ရငါသူများကိုမဟုတ်ကမလုပ်ဘူးငါသူများကိုမဟုတ်ကမလုပ်ဘူးငါ့ကိုလည်းမဟုတ်ကလာမလို့သူများလည်းငါမဟုတ်တန်းတရားငါဘယ်တော့မှမပြောဘူးငါဟုတ်တဲ့မှန်တဲ့ဟာပဲငါပြောတယ်ကဲလို့ဟိုတချို့အရာတွေရှိရပေါ့ဟဲ့တည်ရမလားနင်တို့စောင့်နေကြလို့နင်တို့နားတယ်ပြောင်းမဲကောင်းသွားတယ်ငါနားတယ်ရအောင်တည်ရမှာငါပြန်ပြောရရလည်းရှိစကားတိတ်ပြီးပြောချင်တာမဟုတ်ဘူးเนาะအဲ့တော့နင်တို့တစ်ဖက်ကကောင်းမှပြီးရင်ဟိုဒရိုက်တာရဲ့တည်ရမလားနောက်ကနေဟိုဘယ်နှယောက်မြောက်မရားမသိတဲ့ကောင်းမှနော်ပြီးဟိုကေဘောလိုဘာလိုနဲ့ဆိုရင်အညုံညအပူကြီးလုံးနေကောင်းမှ၃ကောင်လုံးနော်စောက်ငါရဲ့စောက်မျက်စိရှိလဲနို့ပေါ်မလာနဲ့နင်တို့လည်းတတိရှင်ရှိရညာထက်တယ်နင်တို့လည်းစောက်ပြီးမစားဘူးနော်ထက်လည်းပြောမှာမဟုတ်ဘူးလာပြီးတော့လူပါလာမှနဲ့တနာမုန်းသိကြောက်နေပြီလေလူလည်းတနာမုန်းသိပေါက်ပိနေနင်တို့စင်းနေဖြစ်လို့ပြန်မပြောတာသိလားရှင်းနော်ငါနဲ့နင်တို့ကိုင်းပြုတ်ကြောင်နင်တို့သိချင်တာလားသိချင်အိမ်လာခဲ့ပြပြမယ်လာခဲ့ပြစာစုံ4နှစ်တာကလာသိရမလားတို့4နှစ်တာဆိုတော့တို့ကခုနှစ်တော့မမှတ်မိဘူးကွယ်နော်ဇန်နဝါရီမှာစကြိုက်တာဆိုဇန်နဝါရီနဲ့စပြီးတို့တလဘာဖြစ်ခဲ့တို့ပြောပြမယ်လာခဲ့တားသိချင်လာခဲ့အိမ်လာခဲ့တားသိချင်အိမ်လာခဲ့လိုက်warmly welcome အာဒီမြောင်နဲ့နော်ငါပြောရတဲ့မှာနင်တို့ခိုင်းရုံနဲ့ပတ်သက်ပြီးမှာတခုမှမပါဘူးငါတို့တလောကလုံးသိနေရမှန်တရားတလောကလုံးသိနေမှငါ့ကိုဘာလုပ်ခဲ့လဲရစားတလောကလုံးသိနေမှန်တရားအဲ့တော့နင်တို့ပေါက်ပိတ်မှာပေါ့နင်တို့ကသူနဲ့မှအလုံးမလုံးရရင်နင်တို့ငတ်မှာလေငါအေးစေးငါသူနဲ့မလုံးလို့လည်းဘာမှမဖြစ်ဘူးရှင်းလားမှတ်တာအဲ့ဒါစွန့်မြောက်မှတ်တာနော်ငါ့ကိုတော့လာမထိနဲ့ငါမှန်အောင်နေတယ်ငါကံအောင်နေတယ်ငါဘယ်သူမှလည်းမပါဘူးနော်ငါသမီးငါစားတယ်ငါလည်းငါရှောက်တယ်ငါ့ကိုလာထိရင်တော့နင်တို့လည်းငါတက်မလားအေးပေါ့ဘာဖြစ်တော့ကြော်သွားပြီးမှာပေါ့အခုတော့ငါကြော်သွားပြီးတော့စက်တက်မှမရှိဘူးရှင်းလားလူစားတာဟမ်ရှင်းနော်နင်တို့ကိုလည်းနင်တို့ဂိုင်းရုပ်ကလှမ်းပြောလိုက်မယ်ခုနကငါလှမ်းပြောရတယ်နော်ခုနကလှမ်းပြောရတယ်နင်တို့ကိုလည်းဘာဒီဘလို့လှမ်းပြောလိုက်မယ်အေးနင်တို့ထက်ရှိထက်အရေးရှိမှနင်တို့ဂိုင်းရုပ်ပဲโอเคပေါ်ပါလားဒါပဲ